Okay ဒီနေ့ကကျတော့ကျွန်တော်ဒီအကျွေးဆက်နီးဆိုတာလေးကိုကျွန်တော်ပြပြဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လေတော်တော်များများကကျွန်တော်တို့စီကပတ်စံလာချီးရဆိုရင်ဒီပြန်ဆက်ရတဲ့အခါမှာပေါ့နော်မသိရင်ဒီအခွန်လာတောင်းလို့ပေးရတယ်လို့မျိုးဟိုမတရားအာဓမ္မဟိုကိုစီကလာတောင်းလို့ဟိုကိုကဆက်ရတယ်လို့မျိုးဆက်ကြတယ်ပေါ့နော်ဟိုမပြောမရွှင်နဲ့ပေါ့အဲ့တော့ဟိုကျေးဇူးတင်ဖို့လည်းမေးတတ်ကြတယ်ပေါ့နော်အဲ့တော့ဘာလို့တင်လဲဆိုရင်ဥပမာကျွန်တော်တို့ဆိုရင်လည်းဗျာဥပမာကိုမှ1000ရှက်ထားပါတော့အဲ့ဒါအကျွေးပေးရမယ်ဆိုရင်ဘယ်သူမှမပေးချင်ဘူးကိုမလင်းပြောတာကိုမှအနှုတ်လက္ခဏာဆောင်မဲ့ဟာဆိုရင်ဘယ်သူမှမလုပ်ချင်ဘူးပေါ့နော်ဒါပေမဲ့ဒီလိုတွေးကြည့်ပေါ့နော်ကျွန်တော်တို့ဒုက္ခရောက်တုန်းကဒီလူကချီးထားတာတကယ်ဆိုရင်ကျေးဇူးကပူတော်တင်တင်သေးတယ်ပေါ့နော်ဆိုတော့လူတယောက်ကိုပတ်စံချီးဖို့ဆိုတာမလွယ်ပါဘူးဥပမာထားပါတော့ဒီလူတယောက်ကကျွန်တော်ကိုပတ်စံချီးဖို့အတွက်ဆိုရင်ကျွန်တော်ယုံကြည်မှုတွေပြီးရင်ဒီလူတယောက်ရဲ့ဒီကျွန်တော်ပတ်စံချီးခြင်းနဲ့စိတ်တွေရှိအောင်မယ်ပေါ့နော်အဲ့လိုစိတ်တက်နဲ့ကိုယ်ယုံကြည်နဲ့ချီးပေးတဲ့လူကိုကိုကကျေးဇူးမတင်တဲ့အပြင်သိရမလားဟိုမဆက်ခြင်းနဲ့မျက်နှာအမူအရာနဲ့သွားဆက်တယ်ဆိုရင်ဒါမျိုးတွေကမကောင်းပါဘူးတချို့ဆိုဒါတွေးဘူးကြမှာပဲလေဆိုတော့ဒီလူမျိုးတွေကကြတော့တစ်ခါပဲရပါတယ်အဲ့တော့ကျွန်တော်ဆိုရင်ပေါ့နော်များသောအားဖြင့်လူတယောက်စီမှာပတ်စံချီးလိုက်တဲ့အခါမျိုးတွေမှာဆိုရင်ဟိုကျေးဇူးတင်ပါတယ်ကိုကဥပမာဒုက္ခရောက်တဲ့အခါမျိုးတွေမှာဒီလူကကိုကိုကူညီပေးထားတာဖြစ်တယ်ပေါ့နော်အဲ့လိုအတွေးစိတ်လေးနဲ့ပဲပြန်ပြီးတော့ဆက်တဲ့အခါမျိုးဒီမှာကျေးဇူးတင်ပါတယ်သိရမလားတတိရှာလေးပြောဖို့အရန်လိုအပ်ပါတယ်အဲ့တော့ဒီအချက်တွေကိုတတိထားကြပါတချို့ကကြတော့အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုတိုင်းကလည်းအဲ့လိုမျိုးဖြစ်နေဆိုရင်ဒီအချက်လေးကိုပြုပြင်ပါဘာလို့ဆိုတော့လူတစ်ယောက်ကိုပတ်စံချီးတယ်ဆိုတာယုံကြည်ပေါ့နော်ဒါလောက်ကိုယုံကြည်မှုပေးထားဖို့ဆိုတာမလွယ်ပါဘူးโอเค